အဲ့တိုင်းလိုက်တာလိုင်းမော်လေးမတင်နဲ့တော့အားလုံးမင်္ဂလာပါအခုကျွန်တော်တို့မြေတွင်းနေရတဲ့ဗီဒီယိုလေးကတော့ကျွန်တော်ထွေထူးပေါ့နော်မပြောတော့ပါဘူးအားလုံးတူတူကကြည့်ကြမယ်ကြည့်ပြီးတော့မှကျွန်တော်တို့ရဲ့ဒီဗီဒီယိုကြည့်ခြင်းအဖြစ်ပေါ့နော်ကျွန်တော်တို့ဘယ်လိုမျိုးမြင်နေဘယ်လိုမျိုးထင်နေပေါ့နော်ဒါကိုကျွန်တော်တို့ရဲ့အတွေးခေါ်တွေကို comment အောက်မှာရေးခဲ့လို့ရပါတယ်ဒီဗီဒီယိုလေးကိုပေါ့နော်ကျွန်တော်တို့အတူတူကကြည့်စုကြအောင်ခင်ဗျာအဲ့တိုင်းလိုက်တာလိုင်းမော်လေးမတင်နဲ့တော့စာဆိုးလည်းပဲကျေးဇူးပေးတော့အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်တို့နောက်လာမယ့်ဗီဒီယိုတွေမှာလည်းပြန်လည်ဆုံတွေ့နိုင်ဖို့အတွက်လည်း channel လေးကိုလည်း subscribe လုပ်ခြင်းဖြင့်ကူညီလို့ရပါတယ်အားလုံးကျမ်းမာချမ်းသာကြပါစေကျွန်တော်ဒီညနေမှာအားလုံးအတွက်ဆုတောင်းပေးပါတယ်အားလုံးကိုကျေးဇူးတင်ရှိပါတယ်ခင်ဗျာ